Hello အားလုံးပဲမင်္ဂလာပါဒီနေ့လည်းရှေ့ထူးထူးမပြောတော့ဘူးเนาะဒီနေ့ကဘယ်ဒီသွားပြီးဘယ်ဒီရောက်ဖြစ်လဲဆိုတာကိုလိုက်ကြည့်ပေးကြပါအောင်ဒီနေ့ရဲ့ fashion လေးပေါ့เนาะရန်ကုန်ရောက်ရင်မဆမဖြစ်ဆိုပြီးမှစောင်းစားတင်နေရတော့ကိုကြီးခောက်ဆွဲလေးပေါ့เนาะသူများနဲ့သူများတီတာမှာလောက်တဲ့ကိုကြီးခောက်ဆွဲနဲ့ရန်ကုန်မှာရှိတဲ့ကိုကြီးခောက်ဆွဲတကယ်မတူတာပါညီမဆိုလဲနေရမလို့ဆိုပေမဲ့ညီမလူကရှမ်းပြည်ဘက်ကပေါ့เนาะရှမ်းပြည်ဆိုတော့ရှမ်းခောက်ဆွဲတော့ကောင်းကောင်းလေးတော့စားချင်နေဆိုရင်ရှမ်းပြည်လမ်းလာခဲ့ပါကိုယ်ခေါ်စပညာအနေနဲ့ဆိုရင်ငပီးထောင်တမြတီးရစားလက်ရရစားတကယ်ပါရန်ကုန်မှာစားရတဲ့ရတာဘာနဲ့မှမတူတာတော့အမှန်ပါအဲ့ဒါဘာစားပြီးဘာတွေလောက်ကြမလဲတကယ်ချင်းဖွက်လိုက်ချင်းကိုမောင်နှမတွေဘာတွေစားမယ်ဘယ်လိုစားမလဲဆိုတာကိုလက်ခဲ့ကြပါအောင်ရှင်အဲ့လောက်စောင့်ကြည့်ပေးကြပါအောင်ရှင်ထဲမှာကြိုက်တဲ့ဟာလေးကြော်လေးဒီလိုမိုမဲလေးမိုမဲလေးနောက်ပီနေတာများဒီလေးနဲ့ဆိုရှင်အိုးအဲ့ဒီဘေဘာအောင်ဒီများလေးရှိဝင်းပြောတော့နော်ရန်ကုန်ကိုဖဆွေးနေကူအဲ့ညမလေးလေးနေပါဝေးရန်ဖြစ်နေပါတယ်နှစ်ယောက်သားသူ့မွေကိုမွေနဲ့မှာအဘူကာဒိုကော်ဖီတွေဘလော့အေးมาทำอะไรIt's youคนตู้นี้จะส่งเราไปบ้านน่าส่งอ่ะတလေးကအဲ့ညီမလေးစပင်သူလေးရွေးနေတဲ့ဖလော်လေးပေါ့နော်သူကအဲ့ဒီရထမလေးမဲ့စပင်သူလေးလေးလိုချင်နေဆိုရင်မှကာလာကိုတူကာလာကို try ကြည့်ခဲ့တာလေးပေါ့နော်တူကာလာတူရောင်းနေသူကအသားဖြူပြီးတော့တေးမလေးဆန်ဆန်ဆိုတော့ဒီအရောင်နဲ့လေးလိုက်တယ်အဲ့သူတခြားလေးကြည့်ပြီးနေတော့ဒီရောင်နဲ့လိုက်တယ်ပြီးနောက်တစ်တေးရောင်ကနောက်သူကဘယ်အရောင်လေးလိုက်တယ်ဆိုပေမဲ့ဘယ်အရောင်လေးကိုယူရမလဲဆိုတာကိုတော့တစ်ချက်လောက်ဆောင်ကြည့်ပြီးနော်ဘယ်အရောင်လေးယူမယ်ထင်လဲဒီဟာလေးကိုယူမှလားဘယ်လောက်ချစ်ဖို့ကောင်းလဲညီမလေးကကြည့်ပါကြည့်ပါမဖြစ်ဘူးဟုတ်တယ်အင်ကြီးကြောင့်တန်တန်ဒီရောင်လေးကိုဖြစ်သွားပါတယ်ဒါမယိုးမရင်မရိုင်းမဆိုင်ဘူးပေါ့နော်အဲ့အတွက်ဒီလိုရင်ကြည်ကြည်လေးပဲယူတော့ပါတယ်ရှင်ပြန်